ညာလူတွေမှာစားလေးရှိတဲ့ငါ6နှစ်နီးလေးတစ်မျိုးကိုဒီနေ့မှာတော့ချက်စားထားပါတယ်ပထမဆုံးစီပူလာပြီဆိုလို့ရှိရင်စနွန်းရောင်တင်မုန့်နဲ့ချက်သွန်နီလေးတွေကိုထည့်ပြီးတော့အရင်စီတက်လိုက်ပါမယ်ချက်သွန်နီလေးတွေနွမ်းပြီးတော့ရောင်ပြောင်းလာပြီဆိုလို့ရှိရင်တော့ဂျင်းချက်သွန်မျိုးလေးကိုထည့်လိုက်ပါတယ်ဒီငါ6နှစ်ရဲ့အသက်ဖြစ်တဲ့မြေပဲလေးကိုလည်းလုံးခွဲလေးတွေထောင်းပြီးတော့ခါကျတော့ထည့်ပြီးစီတက်လိုက်ပါတယ်အဲဒီနောက်မှာတော့ငါ6တီနဲ့ရေကိုလည်းထည့်လိုက်ပါတယ်ရတာအတွက်ချုံမုံနှင်းငယ်နဲ့ချိုချိုဆင်းဆင်းလေးနဲ့စားလို့ကောင်းအောင်လို့တခြားလေးနှင်းငယ်ကိုလည်းထည့်လိုက်ပါတယ်ငါ6ကအငန်တက်ထွက်လာနိုင်တာမို့လို့စားကိုတော့မထည့်သေးပါဘူးရှင်အတန်ချထည့်ပြီးမြည်ကြည့်လိုက်တဲ့အချိန်မှာစားကမပါတလောက်ပေါ့နေတာမို့လို့စားလေးနှင်းငယ်ကိုလည်းထည့်လိုက်ပါတယ်ငါ6နဲ့နှစ်လေးတွေ EPC ပြင်လာရင်တော့အညာအလူငါ6ချက်လေးကချက်သွားပါပြီရှင်အုံးလုံးလေးထည့်ချက်ရင်တော့ပိုစိမ့်ပိုမွေးပြီးတော့ပိုကောင်းပါတယ်ပဲရီစင်လေးတုပ်ပြီးတော့ဘူးတီဟင်းရည်လေးလည်းချက်လိုက်ပါတယ်တကယ်တမ်းဆိုရင်ဒီဟင်းရဲ့အတွက်ဆက်တွေဖြစ်တဲ့ကလဘက်နဲ့ငရုတ်သီးကြော်လေးကလိုနေသေးပေမဲ့နေရပူမီးရပြတ်နေတော့ဒီဟင်းလေး3မျိုးနဲ့ပဲအလူသွားစားတဲ့အမှတ်နဲ့စားလိုက်ပါတော့မယ်ရှင်